ဒီကိုတရားလုံးမင်္ဂလာပါနော်မနေ့ကကျွန်တော်တို့ဒါ Premier League ပွဲပြန်စပြီဆိုတော့เนาะကျွန်တော်တို့ဒါ Leeds United နဲ့ဒါ Sunderland ပွဲစဉ်ကိုကိုပေါင်းအောက်ကိုရွေးချယ်ပေးခဲ့တယ် body ကစားချင်တဲ့ညီကိုတော့ကျွန်တော်ဒါ deep body တော့ကြံပြခဲ့တယ်เนาะဒါဘောင်းဝါတစ်ပေါက်တော့သွားမယ်ထင်တာဘောင်းဝါတော့မသွားဘူးကျွန်တော်ဒါ Sunderland ကဒါ 0-1 နဲ့ဝေးကွင်းမှာနိုင်သွားတယ်ကျွန်တော်ဒါကိုပေါင်းအောက်ကိုတော့တေချာလေးရွေးပေးခဲ့တယ်ပဲเนาะ body ကြံပြူတာတော့မရပါဘူးဒီနေ့မှလည်းကျွန်တော်တို့ဒါပွဲတွေကတော့အများကြီးဒါ Chelsea ရှိမယ်ကျွန်တော်တို့ Arsenal ရှိမယ် Man City ရှိမယ် Man U ရှိမယ်ဗျာเนาะဒီထဲမှာကျွန်တော်အကြိုက်ဆုံးကျွန်တော်တို့ဒါ Man U ပွဲကိုကျွန်တော်ဒါတင်ဆက်ပေးမယ် Newcastle နဲ့ Man U ရဲ့ပွဲစဉ်တွေကိုဒါသုံးသပ်ပေးကြည့်အောင်ဗျာ Newcastle နဲ့ Man U ကကျွန်တော်တို့ဒါ Newcastle အိမ်ကွင်းမှာကျွန်တော်နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင် Man U ကတပွဲနိုင်ပြီးတော့တပွဲတည်ကြထားတယ်3ပွဲစတိုက်ရှုံးထားတယ်ဗျာเนาะ New ကအိမ်ကွင်းမှာ Man U ကိုနိုင်ထားတာ3ပွဲစတိုက်ရှိသွားပြီဗျာเนาะဒီနောက်ဆုံး3ပွဲလောက်ဆိုလို့ရှိရင်ပြီးတော့ Newcastle ကကျွန်တော်အိမ်ကွင်းမှာဆိုလို့ရှိရင်လည်းနောက်ဆုံး5ပွဲမှာဒီနေ့ရတယ်အိမ်ကွင်းဆက်ဆောင်5ပွဲမှာဆိုလို့ရှိရင် New ကချေရိုင်းမှန်နေတဲ့မှာမပါဘူးပြเนาะ Champions League မှာဆိုလို့ရှိရင်ခြေစမ်းပိုကောင်းတယ် Premier League မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လောက်ဒီဆန်းဆောင်ကြီးကဒီနောက်ပိုင်းတွေမှာဆိုလို့ရှိရင်ကျတယ်เนาะပထမတော့ကောင်းတယ်ဒီနောက်ပိုင်းတွေမှာဆိုရင်ကျလာတယ် Man U ကတော့ကျွန်တော်တို့ Michael Carrick လက်ထက်မှာဆိုလို့ရှိရင်ရလက်ကောင်းတွေပိုင်ဆိုင်ထားရဆိုပေမဲ့လည်းကျွန်တော်တို့အဝေးကွင်းနှစ်ပွဲမှာကျွန်တော်တို့ဝမ်ဟောင်းကိုတည်ကြပြီးတော့ Arsenal ကိုတပွဲနိုင်ထားတယ်ဗျာเนาะအဲ့တော့ဒီကျွန်တော်တို့ Man U အနေနဲ့လည်းဒီနေ့ပွဲမှာရုန်းကန်ရနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်မှာလူစင်ရဲ့အလုံးလောက်မရှိတာရဲ့ကစားသမားတွေရဲ့ကျွန်တော်တို့တပတ်မှတပွဲကန်ရတယ်ဆိုပေမဲ့လည်းပွဲပန်းလာတာတွေရှိရဗျာเนาะတပတ်ကန်ရသည်ဖြစ်စေလိုအပ်တဲ့ဖြစ်စေကျွန်တော်လူလဲထိန်เนาะဒါတယောက်ထွက်သွားပြီဆိုလို့ရှိရင်ဒီနေရာမှာဝင်ဖို့အတွက်နောက်လူကအဲ့လောက်ထိ performance ကောင်းမနေဘူးเนาะဥပမာဆိုလို့ရှိရင်ဗျာကျွန်တော်တို့Arsenal ဒါဆာကာတို့ပါထွက်သွားပြီဆိုလို့ရှိရင်ဒါမတူကီတို့ပါဝင်လာတယ်နောက်ကောင်ဝင်လာတဲ့ကောင်ကလည်းအရင်ကောင်လောက်အထိကျွန်တော်တို့ဆန်းဆောင်ကြီး performance ပြနိုင်တယ်เนาะနိုင်မှာအဲ့လိုလူမျိုးမရှိဘူးလူစင်းရအားနေတယ်ကားသမားတွေပွဲပန်းနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော်တော်လေးရုန်းကန်ရဖို့များတယ်ဗျာเนาะလူလည်းတော်တော်မရှိရတယ်ပါတယ်အဲ့တော့ဒီမနက်ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့ဒါ Man U တာ level 7ရှုံးကိုပေါင်းက320ရှုံးနဲ့ပေးထားတယ်เนาะအဆင့်3အသင်းကကျွန်တော်တို့เนาะဒီအဆင့်73အသင်းကိုအဝေးကွင်းကနေပြီးတော့ level 10ရှုံးပေးထားတာဒီမစိုးဘူးလို့ပြောလို့ရတယ်ဗျပြီးတော့ Man U ကလည်းခုနပြောသလိုပဲเนาะဒိုင်ယာပြဿနာရေးဆိုင်နေရတဲ့ကစားသမားတွေရောတိတ်ပြီးတော့လူစင်းရမလုံလောက်တာတွေရှိရတဲ့ကြောင့်ဒီနေ့ပေးတဲ့ဈေးတန်းကဒါဖြစ်ထိုက်တဲ့ဈေးတန်းမျိုးလည်းဖြစ်တယ်ဗျเนาะအဲ့တော့ level 7ရှုံးကိုကျွန်တော်ကတော့ဒီပွဲမှာ Man U ကတော့ရှုံးတော့ခံမှာမဟုတ်ဘူးဗျเนาะဒါအနည်းဆုံးမဖြစ်တဲ့နည်းနဲ့ဒါကန်တီယာကလည်းကောင်းနေတယ်ပဲလေးနဲ့ပွဲမှာပဲကြည့်ကျွန်တော်ဒါကိုပေးလိုက်ရတယ်ဒါပေမဲ့ပြီးတော့17ယောက်ကန်လို့ရှိရင် Man U နဲ့တော်တော်လေးကိုရုန်းကန်ပြီးကန်ရမှာအနည်းဆုံး3ရက်လောက်ပဲမှန်းလို့ရတယ်เนาะဒါပေမဲ့စာတာကကျွန်တော်တို့တယောက်ထွက်ပြီးတော့ပယ်နယ်တီပါရသွားတယ်အဲ့ရနေပြီးကျွန်တော်တို့2-1တစ်ပေါက်နဲ့နိုင်သွားတယ်ဆိုတော့เนาะဒါ Man U ရဲ့ကန်တီယာလက်ရှိမှာကောင်းနေတဲ့အတွက်ကြောင့်ဒီ Man U နဲ့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့เนาะဒါဟိုပေါ့ကတ်နိုင်တော့ဘူးလို့များတယ်အနည်းဆုံး3ရက်လောက်ရှိရဗျာ Newcastle ဆိုတော့3ရက်လောက်ရှိတယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကျွန်တော်တို့ဒါ level 7ရှုံးကိုကျွန်တော်ကတော့ Man U body နဲ့ပဲစွန့်သားခြင်းနဲ့ကိုပေါင်းကတော့ကျွန်တော်တို့ဒါ3လုံး20ရှုံးဆိုတော့ဒီဘက်ကကျွန်တော်တို့တေးကြနိုင်ကြည်လဲများတယ်ပဲเนาะအနည်းဆုံး2-2တစ်ပေါက်သွားရင်သွားမသွားရင်1-2တစ်ပေါက်သွားဖို့လည်းများသလို Man U ကဒါ0-1လောက်နဲ့လည်းကတ်နိုင်သွားဖို့များတယ်ပဲเนาะအဲ့တော့ကိုပေါင်းကကျွန်တော်တို့3လုံး20ရှုံးဆိုတော့ကျွန်တော်ကတော့ဂိုးပေါ်နိုင်ကြည်နဲမယ်လို့ထင်တယ်ပြီးတော့ Man U သမားရလည်းဒီနောက်ပိုင်းမှာကိုတင်လုံးလေးနည်းနည်းကျတယ်ပဲเนาะ Newcastle ကလည်းအဲ့လောက်ထိPremier League ကိုတိတ်ပြီးတော့เนาะဟိုပါပေါ့အင်္ဂလိပ်မှာတော့ဘောကတော့ပေါ်တယ်ဗျာเนาะဒါပေမဲ့အဲ့လောက်ထိတော့ဂိုးပြန်ရလိမ့်မယ်တော့တိတ်မထင်ဘူးဗျာเนาะအဲ့တော့ဒီနေ့ပွဲကကျွန်တော် Man U body ရဲ့ကိုပေါင်းအောက်ရေကိုကျွန်တော်ကြိုက်တယ်အကြိုက်ဒီမှာဆော့ပါ channel ပွဲတွေကိုတော့ကျွန်တော်เนาะဒါ channel ထဲမှာဒါမောက်ကတွေပွဲကောင်းနေပြင်တင်ပေးမယ်အားလုံးကွက်လက်ပါဗျာเนาะအဆင်ပြေပါစေ